အားလုံးပဲမင်္ဂလာပါလွင် channel ကျွန်တော်ရဲ့ကဏ္ဍ channel ကနေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဂျားထဲမှာကျွန်တော်တို့ဒါနိုင်ငံတကာပွဲတွေရှိခဲ့တဲ့အတွက်ကြောင့်အကြာကြီးပဲကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ပွဲတွေနဲ့ဝေးကွာခဲ့ကြတယ်ဒါအခုကျွန်တော်တို့ဒီနေ့ညမှာပြန်ပြီးတော့ကျွန်တော်တို့အာဆင်နယ်ပွဲပြန်ကြည့်ရတော့မှာဖြစ်တယ်ဆိုတော့အာဆင်နယ်ပရိသတ်တွေအကုန်လုံးဒါပြန်ပြီးတော့ဒါရင်ခုန်နေမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုပဲဒီနေ့ညပွဲကိုဒါအားကြည့်နေနေပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့လုံးဝအစင်လာပြိုင်ဘက်ဖြစ်ခဲ့တဲ့စပါအသင်းနဲ့ကျွန်တော်တို့ဒီနေ့ညမှာ North London Derby ပွဲကိုကစားရတော့မှာဖြစ်ပါတယ်ဆိုတော့တွေ့တိုင်းမှာအကျိတ်နဲ့ရှိခဲ့ပြီးတော့ကျွန်တော်တို့ Emirates မှာဆိုလို့ရှိရင် Arsenal အသင်းကအမြဲတမ်းအသာရပြီးကစားနေတဲ့ဒါအခြေအနေမျိုးကအခုအခြေအနေထိတောက်လျှောက်ဒါအတူတူပါပဲမပြောင်းလဲခဲ့ပါဘူးဆိုတော့ Spa အသင်းနေနဲ့တကယ်ကိုခက်ခက်ခဲခဲ Arsenal ကိုရင်ဆိုင်ရမှာသိကြပါတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်ကြားထဲမှာခုနကျွန်တော်ပြောခဲ့တဲ့နိုင်ငံတကာကျွန်တော်တို့ဒီ break တွေပေါ့နော်နိုင်ငံတကာပွဲစဉ်တွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ Premier League break ဖြစ်တဲ့အချိန်မှာအာဆင်နယ်အသင်းမှာဒဏ်ရာကစားသမားတွေထပ်တိုးသွားပါတယ်ဒါတကယ်ကိုအာဆင်နယ်အသင်းတက်နစ်နာပါတယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်နောက်တန်းမှာအဓိကကျွန်တော်တို့ဒီနောက်တန်းရဲ့ပေါ့နော်ဗဟိုခံစစ်မှုဂါဘရီယယ်ထိတာရဲ့နောက်ကလဖီယိုရီရဲ့ဒဏ်ရာအခြေအနေရဲ့ကိုကျွန်တော်တို့အခုထိသေချာမသိရသေးပါဘူးဆိုတော့ဂါဘရီယယ်ကတော့ကျွန်တော်တို့အာဆင်နယ်အသင်းနောက်တန်းမှာဒီနှစ်မှာဆာလီဘာနဲ့အတွဲညီညီပေါ့နော်ကောင်းကောင်းကိုကစားနိုင်နေတဲ့ကျွန်တော်တို့ခန်းစစ်ကစားသမားဖြစ်တဲ့အတွက်သူမရှိတာကအာဆင်နယ်တောက်လျှောက်ရှေ့မှာ clean sheet တွေရခဲ့တဲ့ foul မျိုးပြန်ရဖို့ကိုကျန်တဲ့ကစားသမားတွေဖြည့်နိုင်မလားဆိုတာမျိုးကျွန်တော်တို့ဒီနေ့ပွဲမှာစပြီးကြည့်ရတော့မှာဖြစ်ပါတယ်ကလာဖီယိုရီလည်းဒီလိုပါပဲဒီ clean sheet ရခဲ့တဲ့တောက်လျှောက်မှာကလာဖီယိုရီကိုယ်တိုင်လည်းဒါဂါဘရီယယ်တို့ဆာလီဘာတို့တင်ပါတို့နဲ့တွဲပြီးတော့တောက်လျှောက်ကြမ်းကြမ်းခိုင်ပြီးတော့ကာကွယ်ခဲ့တဲ့ကစားသမားတွေပါဆိုတော့ကလာဖီယိုရီရဲ့ဒဏ်ရာကအရန်ကြီးကျွန်တော်တို့ဒီစိုးရိမ်စရာဒီမရှိဘူးဆိုတဲ့အခြေအနေမျိုးရှိပြီးတော့ဆိုတော့ဒီနေ့ညစပါနဲ့ပွဲမှာတော့မှပြန်ပါလာနိုင်ရရှိရဆိုတဲ့သတင်းမျိုးထွက်တယ်ဒါပေမဲ့အကယ်၍ဒဏ်ရာအတိတ်နဲ့ပုံမှုတည်ပြီးတော့အာတေတာရဲ့ထုံးစံတိုင်းဒီပွဲထွက်ခွင့်ဆိုတာတော့ရဖို့ခက်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါပေမဲ့သူ့ဒဏ်ရာအခြေအနေကဘယ်လိုလဲဆိုတာမသိတဲ့အတွက်ကြောင့်ကျွန်တော်တေချာတော့ပြောလို့မရဘူးဒါပွဲထွက်လာနိုင်ခြင်းလည်းရှိပါတယ်ဂါဘရီယယ်ကတော့လုံးဝမပါပါဘူးဒါကတော့ဒါကျွန်တော်တို့အာဆင်နယ်ပရိသတ်တွေအကုန်သိတဲ့အတိုင်းပဲပေါ့နော်သူရဲ့ဒဏ်ရာကိုအခုစစ်ဆေးနေတော့အခြေအနေရှိရဲဆိုတော့ဘယ်လောက်နားရမလဲဆိုတော့ကျွန်တော်တို့မကြခင်သိရတော့မှာဖြစ်ပါတယ်ဆိုတော့တကယ်ကိုဘယ်လိုပြောရမလဲကျွန်တော်တို့အသင်းအတွက်ကိုထိုးနှက်ချက်ပါဆိုတော့နောက်တစ်လကျွန်တော်တို့ဒီ12လပိုင်းမှာဆိုရင်ကျွန်တော်တို့ပွဲချက်တွေတောက်လျှောက်ကစားရတော့မှာဖြစ်တယ်ဆိုတော့အဲ့လိုအချိန်မျိုးမှာအခုလိုကျွန်တော်တို့နောက်တန်းကလုံးဝပေါ့နော်နောက်တန်းကိုဦးစီးပြီးကစားနေတဲ့နောက်တန်းကစားသမားထိသွားတာကအာဆင်နယ်အတွက်ကိုတကယ်ကိုထိုးနှက်ချက်ပါဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်ကစားသမားတွေဒီနေရာကိုဖြည့်ပြီးတော့ဘယ်လိုကစားမလဲဆိုတော့ကျွန်တော်ဒီနေ့ပွဲမှာစပြီးတော့တွေ့ရတော့မှာဘာလို့လဲဆိုတော့စပါတင်ဆိုတာလည်းဒီနှစ်မှာလုံးဝကိုခြေစွမ်းကောင်းကောင်းနဲ့ပရီးမီးယားလိမှာဒီနိုင်ပွဲတွေဆက်ပြီးကစားလာနေတဲ့အသင်းပါဆိုတော့ဒီနေ့ပွဲမှာကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ခြေစွမ်းထပ်ပြီးတော့ခံမှန်းနိုင်ပါတယ်ဆိုတော့အာဆင်နယ်အသင်းခြေစွမ်းဆိုတာကျွန်တော်နောက်တန်းပေါ့နော်နောက်တန်းဘယ်လိုကစားမလဲဆိုတာကြည့်ပြီးတော့အဲ့ဒီဟာရဲ့ဒီအခြေအနေကိုကြည့်ပြီးနောက်ပိုင်းပွဲတွေကိုကျွန်တော်တို့ဒါအနည်းငယ်ခံမှန်းနိုင်မယ်လို့ထင်ပါတယ်အခုအချိန်နေမှာတော့ကျွန်တော်တို့ဒါဒီနေ့ညပွဲကိုစောင့်ကြည့်ရမယ့်အခြေအနေမျိုးပါဆိုတော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲဒဏ်ရာရကစားသမားတွေရှိခဲ့တယ်ဆိုတဲ့အတိုင်းပဲအရင်ဒဏ်ရာရနေတဲ့ကစားသမားတွေလည်းကျွန်တော်တို့အသင်းနဲ့ပြန်ပြီးတော့ဒါပူပေါင်းတော့မယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ဒါတွေ့ရတယ်တိုက်စစ်ကစားသမားအများစုပေါ့နော်ကပတိန်အိုဒီဂတ်ကအစနောက်ကိုင်ဟာဗတ်မာဒူယက်ကီကျွန်တော်တို့ရဲ့တိုက်စစ်မူဗီတာယောခရက်ဂျေဇူးလည်းပြန်ပါလာနိုင်တယ်အဲ့လိုပဲကျွန်တော်တို့ဒီတိုက်စစ်အစုအဖွဲ့အကုန်လုံးကဒီနေ့ပွဲမှာပြန်ပါလာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေထွက်ပါတယ်ဒါပေမဲ့ဒါအခုနကျွန်တော်ပြောတဲ့အတိုင်းအာတေတာရဲ့ထုံးစံတိုင်းကောင်းသွားပြီဆိုပြီးမြန်ထက်သုံးတာမျိုးတိတ်မလုတ်တတ်တဲ့အခြေအနေမျိုးရှိတယ်ပြီးတော့အခုအခြေအနေမှာကစားသမားအင်အားအလုံးလောက်ရှိနေတဲ့အတွက်ပို့ပြီးတော့ကျွန်တော်ထင်ဒီ risk မယူလောက်ဘူးလို့ထင်တယ်ဆိုတော့ဒီနေ့ပွဲကို risk မယူပဲပေးနာပြီးတော့ဥမာတကယ်ကောင်းသွားတဲ့ကစားသမားတွေဆိုရင်တော့ဒုတိယပိုင်းလောက်မှာလူစားလဲအခြေအနေမျိုးနဲ့ဒါပြန်ပြီးသွေးပူအောင်ပေါ့နော်ပြန်လုပ်ပြီးတော့နောက်လာမှာကစားမဲ့ပွဲတွေမှာဒါဒီကစားသမားတွေကိုတိတ်တိတ်ချာချာသုံးမယ်လို့ကျွန်တော်ကတော့မြင်မိရဲဆိုတော့ကျွန်တော်တို့ဒီအခြေအနေကိုဒီနေ့ဒါဆောက်ကြည့်ရမှာဖြစ်တယ်ဆိုတော့ပွဲထွက်လူစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့နည်းနည်းလေးစဉ်းစားခြင်းတယ်ပေါ့နော်ဆိုတော့တိုက်စစ်မှာကျွန်တော်တို့အခုဒါဗီတာယောခရက်ပါလာနိုင်ခြေရှိမရှိဆိုတဲ့သတင်းကကျွန်တော်သေချာမသိသေးပါဘူးဆိုတော့မပါလာနိုင်ဖို့အခွင့်ဘယ်လိုပြောမပါလာနိုင်မဲ့အခြေအနေမျိုးကပိုပြီးဖြစ်နိုင်ပါတယ်ဆိုတော့ Merino ပဲကျွန်တော်ထင်ဦးဆောင်လာလိမ့်မယ်လို့ထင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီတစ်ဖက်တစ်ချက်တောင်ပန်တစ်ဖက်တစ်ချက်ကိုစာကာနဲ့ထရိုဆက်ပဲထပ်ပြီးတော့ပွဲထွက်လာပါလိမ့်မယ်မာတင်နယ်လီလည်းဒီလိုပါပဲပြန်ပါလာနိုင်ခြေရှိမရှိဆိုတာကျွန်တော်တို့ဒါဒီနေ့ပွဲမှာသိရမှာပေါ့နော်ပြီးတော့ထူးဆန်းတာကကျွန်တော်ဒန်ရန်ကစားသမားတွေနဲ့ပတ်သက်ပြီးသတင်းတွေကအရန်ကို
အရင်လိုမဟုတ်ပဲねပေါ့နော်အရန်ကိုဒီလျှို့ဝှက်တယ်လို့ပဲပြောရမလားမသိဘူးဒီတိတ်တိတ်ချာချာမသိရပါဘူးဒဏ်ရာရသွားတယ်ဆိုတာမျိုးလောက်ပဲသိရပြီးတော့ဘယ်ချိန်ပြန်ကောင်းပြီးဘယ်ချိန်ပြန်ပါလာမလဲဆိုတာခံမှန်းတဲ့ဟာမျိုးပဲကျွန်တော်တို့သတင်းတွေသိရပြီးတော့အတိအကျသိရတာမျိုးကဒီနောက်ပိုင်းနှစ်တွေမှာကျွန်တော်တို့တိတ်ပြီးတော့မသိရတော့ဘူးဆိုတော့ဒါပွဲကျွန်တော်တို့ဒီပွဲထွက်လူစင်းထွက်လာတော့မှလာဒါကိုအတိအကျပြောလို့ရမယ်အခြေအနေမျိုးဖြစ်သွားမယ်ပေါ့နော်ဆိုတော့အဲ့တိုင်းပဲကျွန်တော်တို့ဒီထိုးဆက်နေရမာတင်နယ်လီနောက်ဂါဘရီယယ်ဂျေဇူးဘဒူတွေလာထွက်လာမလဲဆိုတာဒီနေ့မှာဒါတကယ်ကိုစိတ်လှုပ်ရှားကျွန်တော်ကိုယ်တိုင်လည်းဒီတိုင်းပဲဘဒူတွေပါလာမလဲဆိုတာဒါအသိကျင်နေတယ်ဆိုတော့ဒီနေ့ညပွဲမှာဒီပါလာစေချင်တာကတော့ဂျေဇူးရောကျွန်တော်တို့မာတင်နယ်လီရောပါလာစေချင်တယ်ဆိုတော့ပါလာမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်မာတူရဲ့ကီလည်းဒီတိုင်းပါပဲဆိုတော့ကွင်းလေကတော့ကျွန်တော်အထိုင်မပြတ်ပါဘူးဒီတိုင်းပဲကျွန်တော်တို့အရှိမကစားတဲ့ကွင်းလေအထိုင်နဲ့ပဲပွဲထွက်လာပါလိမ့်မယ် OD ကကိုဆက်ပြီးကျွန်တော်ထင်ကောင်းလာရင်တော့အရန်မှာပဲထားပြီးအလျင်စီလို့မတုံးလောက်သေးပါဘူးပထမတောက်လျှောက်ကျွန်တော်တို့နှစ်ခေါက်တန်ရရတဲ့အချိန်မှာကောင်းတယ်ဆိုပြီးဇက်တိုက်သုံးတဲ့အချိန်မှာဇက်တိုက်တန်ရတွေပြန်ရတယ်ဒီအခြေအနေမျိုးကိုအာဒေတာထပ်ပြီးဖြစ်မခံတော့ဘူးလို့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့ကျွန်တော်ထင်ဒီကွင်းလေအထိုင်ကိုတော့ကျွန်တော်တို့ SZ ရဲ့နောက်ပြီးတော့ Zubimandi ရဲ့ Declan Rice နဲ့ပဲပွဲထွက်လာပြီးတော့နောက်တန်းပေါ့နော်ခုနကျွန်တော်တို့နောက်တန်းမှာ Calafiori Gabriel တန်ရနေတဲ့အတွက်အဲ့ဒီနေရာမှာလည်းကျွန်တော်ထင် Lewis Kelly ရဲ့နောက်ပြီးတော့ Hincapi ပေါ့နော် Hincapi ကဒီနေ့ကျွန်တော်တို့ Saliba နဲ့တူတူဗဟိုခံစစ်ကိုဥဆောင်လာနိုင်ခြေရှိတယ်လို့ကျွန်တော်ကတော့မြင်မိတယ်ပြီးတော့တင်ပါပြန်ပါမယ်ဆာလီဘာနဲ့တင်ပါပေါ့နော်ဒိုဟိုဘက်မှာဆိုတော့ကိုသမားဒေးဗစ်ရိုင်ယာဒီလူစင်းနဲ့ပဲကျွန်တော်ထင်ပွဲထွက်လာပါလိမ့်မယ်ဘာလို့လဲဆိုတော့စပါတင်မှာလည်းကျွန်တော်တို့ဒီဘယ်လိုပြောကူဒက်စ်ပေါ့နော်ဒန်ယာရနေတယ်ဆိုတဲ့သတင်းတွေရှိရဲဆိုတော့သူကတော့ပြန်ပါမပါကျွန်တော်တို့ဒီနေ့ပွဲမှာဒါသိရမယ်ပေါ့နော်ဆိုတော့ကူဒက်စ်မပါဘူးဆိုတော့ကျွန်တော်တို့ဒီနေရာကိုကျွန်တော်တို့ဒီ Brandon Johnson တို့ Brandon Johnson ပဲပွဲထွက်လာနိုင်ခြေရှိတယ်နောက်ပြီးတော့ကျွန်တော်တို့တိုက်စစ်ကိုတော့ကျွန်တော်တို့ဒီ Spartan ကတောက်လျှောက်အခုသူတို့အသစ်ခေါ်ထားတဲ့ Xavi Simon တို့နဲ့ပဲပွဲထွက်လာပါလိမ့်မယ်ဆိုတော့ဟိုကွင်းလေကလည်းဒီတိုင်းပါပဲကွင်းလေဆိုလို့ရှိရင်လည်း Bantan QR တို့ပါလင်ဟာတို့သူတို့နဲ့ပဲပွဲထွက်လာပြီးတော့ Arsenal ကိုကွင်းလေချင်းရှင်ကစားပြီးတော့ကျွန်တော်တို့ဒီ Arsenal နောက်တန်းအခုကျွန်တော်တို့ Gabriel တို့ဘာလို့ထိနေတာ Arsenal နောက်တန်းကိုဒီလူစင်းနဲ့သူတို့ထိုးဖောက်ဖို့ကြိုးစားပါလိမ့်မယ်ဒါပေမဲ့ကွင်းလေချင်းရှင်တဲ့အချိန်မှာတော့ကျွန်တော်မြင်ပြောရရင်အာဆင်နယ်ကွင်းလယ်ကိုစပါတင်ကရှင်ဖို့ဆိုတာခက်ခဲပါလိမ့်မယ်အခုအချိန်ကျွန်တော်တို့အာဆင်နယ်က Declan Rice တို့ဒီ Zubimandi တို့ SZ တို့ဆိုတာတကယ့်ကိုအကောင်းဆုံးချိန်ကိုရောက်နေတဲ့အချိန်ဆိုတော့ကျွန်တော်ထင်စပါကဒီကွင်းလယ်ဘိုင်းမှာအာဆင်နယ်ကိုရှင်ဖို့တကယ်ခက်ခက်ခဲခဲကစားရမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကွင်းလယ်မှာဒါမရှင်နိုင်ဘူးဆိုရင်တို့ရဲ့ဒီတိုက်စစ်ကစားသမားတွေအနေနဲ့အာဆင်နယ်နောက်တန်းကိုဖောက်ဖို့ခက်ခက်ခဲခဲကစားရမယ်လို့ထင်တယ်နောက်တစ်ခုကတော့အာဆင်နယ်ကဘယ်လိုကစားမလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့စပါးတင်ရဲ့ကစားကွက်ကိုကျွန်တော်တို့ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်အာဆင်နယ်အနေနဲ့ဂိုးမပေးရရေးကိုပဲအဓိကအရင်ပွဲတွေလိုပဲပေါ့နော်ဂိုးမပေးရရေးကိုဥတီပြီးကစားပြီးတော့စပါးတင်ကိုအမှားဆောက်ပြီးပဲကစားသွားမယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုကအာဆင်နယ်ရဲ့အိမ်ကွင်း Emirates မှာစပါးကိုဘယ်တော့မှအာဆင်နယ်မရှုံးပါဘူး Emirates မှာဒီကစားတဲ့ပွဲတွေမှာပေါ့နော်ဒီနောက်ပိုင်းကျွန်တော်တို့နောက်ပိုင်းနှစ်တင်မှာလုံးဝမရှုံးပါဘူးအများအားအသာစီးနဲ့ကစားဒါဘာလဲဆိုတော့ကျွန်တော်တို့ပရိသတ်တွေကအစနောက်ပြီးတော့ပရိသတ်ဆိုအာဆင်နယ်ပရိသတ်တွေရောနောက်ကျွန်တော်တို့အာဆင်နယ်ကစားသမားတွေရောဒီလိုပွဲမျိုးကိုရှုံးလို့မရဘူးဆိုတဲ့စိတ်တို့မှရှိတယ်ဒါကျွန်တော်တို့အာတီတာရဲ့အင်တာဗျူးကိုကြည့်မယ်ဆိုရင်သိမယ်ထင်တယ်ဒီပွဲရှုံးလို့မရအောင်အာတီတာကိုယ်တိုင်ပြောဘာကြောက်လဲဆိုတာဒါကျွန်တော်တို့အာဆင်နယ်ပရိသတ်အစ်စ်တွေသိပါတယ်အဲ့တိုင်းပါပဲအဲ့အတွက်ကြောင့်ဒီစိတ်သက်အင်အားကျွန်တော်တို့စိတ်သက်အင်အားရောနောက်ပြီးတော့ဒီပရိသတ်တွေရဲ့ခွန်အားနေတယ်ဟောပေါင်းပြီးတော့ဒီပွဲကိုအမြဲကစားတာဖြစ်တဲ့အတွက်ကြောင့်စပါးအသင်းနေနဲ့လည်းအာဆင်နယ်အိမ်ကွင်းရောက်လာရင်အနှဲငယ်တိမ်ငယ်ပြီးကစားရပါတယ်ဒါစိတ်သက်ပိုင်းဆိုင်ရာဒါအမြဲဖြစ်နေတဲ့ process ပဲဆိုတော့အဲ့ဒီအခြေအနေကပဲအာဆင်နယ်ကိုထပ်ပြီးတော့နောက်တစ်ဆင့်တက်ဖို့ကိုကျွန်တော်တို့ဒါအခြေအနေကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီနေ့ပွဲမှာစပါးအသင်းနေနဲ့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲအာဆင်နယ်ကိုရှင်ကစားဖို့ဒီကွင်းလယ်မှာရှင်ကစားဖို့ဆိုတာခက်ခက်ကစားမှာဖြစ်တဲ့အတွက်ကြောင့်ဂိုးသွင်းနိုင်ဖို့ကပို့ပြီးခက်ခဲမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဂိုးခံမှန်းချက်အနေနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အာဆင်နယ်ထပ်ပြီး clean sheet ရမယ်လို့ကျွန်တော်ထင်ပါတယ်ဒီနေ့ညမှာ 2-0 နဲ့အာဆင်နယ်အနိုင်ရရှိမယ်လို့ကျွန်တော်အနေနဲ့တော့ခံမှန်းခြင်းတယ်ဘာလို့လဲဆိုတော့မနေ့ညကလီဗာပူးကိုကျွန်တော်တို့စီးတီကိုရှုံးသွားပါပြီဆိုတော့ဒါကအမှတ်ဖြတ်ဖို့အကောင်းဆုံးအခြေအနေပါအာဆင်နယ်အနေနဲ့အိမ်ကွင်းမှာစပါးတင်ကို 2-0 နဲ့ကျွန်တော်တို့ဒီ clean sheet နဲ့ပေါ့နော်အနိုင်ရရှိမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းခြင်းပါတယ်ဗီဒီယိုအားလုံးဒီအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်